ဒါ red book နော် P75 နော် dash 2831နော် red book ကိုကျွန်တော်ဘာလုပ်မလဲဆို logo ရက်နေတာကိုကျွန်တော် recovery ဝင်မယ်နော်ဒီ red book လေးကို CP 2102နော်ဒီဟာလေးနဲ့ကျွန်တော်ဒီ9000နဲ့ဟာလေးနဲ့နော်ဒီကောင်ကိုချိန်မယ်နော် R8T8 ဆိုတာဒီမှာနော်ပါပြီးသားဒီမှာ R8T8 ဆိုတာအဲ့ R8T8 ကိုဒီမှာကျွန်တော်တို့ဒီမှာ join မယ်ဒီခုန red book မှာ join မယ်နော်6က ground ပေါ့နော်6ရဲ့12ရဲ့15ရဲ့မှာ join လိုက်မယ်နော်အခုန R8T8 လေးကိုခုန9000နဲ့လာမယ်ဒီ R8T8 လေးကို6ဒီမှာနော်12 15မှာ join လိုက်မယ်နော်မစပြီဆိုရင် WYD เนาะ terminal เนาะ 2DT ဒီ software လို့စဖွင့်မယ်เนาะ WYD ဆို software လေးကိုစပြီเนาะအခုမှစမှာเนาะခုန red book ကိုเนาะ recovery ဝင်မယ်เนาะစဖွင့်ပြီတော့စပြီဆိုရင်เนาะဒီမှာเนาะပွင့်သွားပြီเนาะ loading လေးခုနတက်ပြီးတော့ဒီမှာเนาะ connect ကိုเนาะကျွန်တော်ဝင်ပြီเนาะဝင်ပြီဆိုဒီဟာလေးဖွေးသွားမယ်ဒီဟာလေးဖွေးသွားမယ်ဟောဖွေးတော့အဲ့ဆက်လို့တစ်ချက်တည်းနှိပ်လိုက်ဒီမှာเนาะ con3 အဲ့နေရာလို့တစ်ချက်နှိပ်မယ်နှိပ်တယ်မှာဒီမိတ်နေတယ်เนาะဒီနေရာလေးကအဲ့နေရာလေးခုန content လေးပဲပြန်နှိပ်ပါခုနနှိပ်တယ်လို့လေးပဲဒါနဲ့မှာဖွေးသွားပြန်ပြီအဲ့နဲ့တစ်ချက်နဲ့နှိပ်ပြီเนาะနှိပ်ပြီးပြီဆိုဒီမှာ red dead မှာ amstar တို့ red dead တို့အကုန်ပါတယ်ဒီမှာဒါမှမဟုတ်ကျွန်တော်ကဒီမှာ red dead ကိုလုံးမှာဖြစ်တဲ့အတွက်ဒီမှာဒီ red dead เนาะ red dead မှာလေ AK1 AK2 AK6 AK1 နဲ့ဝင်မယ်เนาะဟောနှိပ်လိုက်ပြီ AK1 ဟောဒီမှာပေါ်လာပြီ recovery 1ရော2ရောပါတော့ကိုလုံးချင်တာဒီမှာလုံးပေါ့เนาะ EME speed တော့မเนาะအဲ့တော့ကျွန်တော်ဒီမှာ AK1 နဲ့ကိုကျွန်တော်ဝင်မယ်เนาะခုနကတော့ AK1 နှိပ်တာနဲ့ဒါတွေပေါ်လာပြီเนาะ AK1 console ဝင်တော့မယ်ချိတ်မယ်စပြားနဲ့ဒီကောင်နဲ့ကျွန်တော်ချိတ်တော့မယ်ဝင်ပြီမနိုးနဲ့ရက်ပေးထားရက်နှိပ်မယ်ရက်နှိပ်ပြီးတာနဲ့ကျွန်တော်ဒီစပြားကို power ထိုးတော့မယ်เนาะခုဘာမှမလုပ်ထိုးမယ်ဒီရက်နှိပ်ပြီးတာနဲ့ထိုးမယ် power ဖွင့်တဲ့ပုံလေးပါရိုက်လိုက်တော့ဖွင့်ဝင်လိုက်ပြီเนาะဒီမှာ power ခုမှဖွင့်မယ်เนาะဝင်ပြီသူတက်သွားမယ်เนาะဟောတက်ပြီအဲ့မှာ shut လို့ပေါ်အောင်တော့ဖုန်းလေးမှာလို့ shut လို့ပေါ်အောင်ခဏစောင့်လိုက်မ store လေးကိုချိန်တာဒီ store လေးကိုသွားအောင်ကျွန်တော်များလို့ store လေးကိုချိန်တာဟောမပေါ်နေပြီအချိန်ကြာလို့ဒီမှာ store လေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးရင်ဒီ enter key เนาะဒီ enter key တစ်ချက်နှိပ်မယ်เนาะ enter key တစ်ချက်နှိပ်ပြီးတော့ဒီမှာကျွန်တော်ဒီက menu နှိပ်မယ်အဲ့ဆို recovery ဝင်ပြီလွယ်တယ်เนาะအရန်လွယ်တယ်အဝင်ပြီเนาะ enter key ဒီမှာ recovery 1 2ရှိရเนาะ1နဲ့ဝင်မယ်အရင်ဆုံးဒီ1လို့ပေးထားလိုက်ပေးထားပြီဆိုရင်ကျွန်တော်ကဒီမှာအန်တာကြီးနှိပ်မယ်နော်နှိပ်ပြီးတော့ဒီမှာ menu နော်ဒီမှာ menu ပြတာ menu ပြပြီးဟိုဘာပြလိုက်ဝင်ပြီ menu ပြပြီးတော့ဒီမှာတော့ recovery ဝင်ပြီဆိုစာတန်းတွေပေါ်လာမှာနော်ဒီမှာတော့ menu ပါရိုက်တော့နှိပ်ပြီးတစ်ခါတည်းတန်းပေါ်တယ်နော်တရားတစ်ချက်တည်းဒီမှာနေကျွန်တော် TV တွေသေးနေလို့နော် recovery ဝင်ပြီဆိုရင်ကျွန်တော်ပြောပြမှတော့ရှုပ်နေဦးမှာကိုပါကိုအဲ့စာတွေဖတ်ပြီးလုံးလိုက်ရင်အဲ့မှာ battery default ဆိုပြီးတော့ဘုံနဲ့ချလိုက်ပြီးသွားပြီအရင်တော့သူကဒီမှာလေနီကိုကီဆိုကြီးသူရက်နေမယ်လေအကွာဒီစာမှာပေါ့ဒီပေါ်မှာလည်းလူတိုင်းလောက်တတ်မှာပေါ့ဒါပေမဲ့ပေါ်ဖို့အတွက်ကို recovery ဝင်ရတယ်ဝင်တဲ့အတွက်ခုနလိုပေါ့9000တန်လေးရဒီဟာလေးရ join ခုန join ပြီးတော့စာလဲပေါ် battery default နေရာလေးကိုဘုံလေးနဲ့ဝင်ပြီးကိုယ်ကိုလုံးလိုက်တော့ပြီးပြီပေါ့ညာ